ဒီနေ့ပြောပြမယ့်ဇာတ်ကားကတော့ကဘာကြီးတစ်ခုလုံးပျက်စီးပြောင်းလဲသွားတဲ့အချိန်မှာအသက်ရှင်ဖို့စ조사ရတဲ့ disaster thriller ဇာတ်ကားတစ်ကားပါ Everyone up the stairs right now! Move! Don't look back! The station is falling! ဇလန်းအဆောက်မှာပဲမြို့ထဲကအဆောက်အုံကြီးတွေရုတ်တရက်ပြိုကျလာပါတယ်အလကာနဲ့ဖာရာတို့ကအသက်ရှင်ဖို့အမြန်ဆုံးထွက်ပြေးကြရပါတယ်။ဒါပေမဲ့အန်ဒီယေကအဲ့လောက်နဲ့မပြီးသေးပါဘူး။ပင်လယ်ရေတွေရုတ်တရက်နောက်ဆုတ်သွားတာကြောင့်အလကာကပိုကြီးမားတဲ့ရေလိုင်းတစ်ခုလာတော့မယ်ဆိုတာသိလိုက်ပါတယ်။ Alex, look! The water is gone! It's all gone! မကြခင်မှာပဲသူတို့နောက်ကမြို့ကြီးဟာလုံးဝပျောက်ကွယ်သွားပါတယ်နယူးယောက်တောင်မရှိတော့တဲ့အထိအခြေအနေကဆိုးရွားလာပါတယ်ကဘာနှံ့ကနေအရေးပေါ်သတင်းတွေတက်လာပြီးမြေပြင်ပြားကြီးတွေရွေလျားနေကြောင်းသိလာကြပါတယ်ဒီဖြစ်ရဟာမြို့တစ်မြို့တည်းရဲ့ပြဿနာမဟုတ်တော့ပါဘူး Spread those satellite feeds online immediately. Track the movement and confirm the water is heading. လူတွေကလွတ်မြောက်ဖို့အပြိုင်စ조사နေကြပေမဲ့လမ်းတွေကကားတွေနဲ့ပြည့်နေပါတယ်အလက်ခရိုအတွက်တော့ရက်လိုက်တာနဲ့နောက်ကရေလိုင်းကသူတို့ကိုလိုက်မိနိုင်ပါတယ်အဲဒီနောက်မြေပြင်ကိုယ်တိုင်ပျောက်ကွယ်လာပါတယ်သူတို့ပြေးနေတဲ့လမ်းတွေတောင်တည်ငြိမ်မှုမရှိတော့ဘဲကဘာကြီးတစ်ခုလုံးပြိုကွဲလာပါတော့တယ်